ကျော်သိန်းဆိုထားတဲ့တချင်းတစ်ပုတ်ရှိအဲ့ဒီကတန်စင်တော့ဆရာထဲ့မပြောတော့ပါအเจ้าအရာလေးကိုကြိုက်လို့နွားတစ်ကောင်သေးရင်နဲ့တရေပြားတစ်ချက်အသားသုံးဝင်စေနွားတည်လို့ရှိရင်တရေနဲ့အသားရတယ်တဲ့သူရေးထားတာသူဆိုထားတာနောက်တစ်ခုဘာဖြစ်လဲဆိုတော့တိုးတစ်ကောင်သေးရင်နဲ့အဲ့တိုင်းမှာတရေပြားတစ်ချက်အသားသုံးဝင်စေခမားသာသေးရင်ဘာတွေကြံရစ်မလဲအဲ့စနေသေးလို့ရှိရင်ဘာဖြစ်လဲဆိုတော့ခါကြအသားနဲ့တရေကြံနေလေပတ်ဝန်းကျင်ကိုအကျိုးပြုသွားတယ်လေအဲ့တိုင်းမှာလူတယောက်သေလို့ရှိရင်ပတ်ဝန်းကျင်ကိုဘလို့အကျိုးပြုခဲ့တယ်လေအဲ့ဒါတွေးမိသွားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဆရာမသေးခင်မှာဘာလဲဆိုတော့ခါရအကျိုးပြုခဲ့ခြင်းတာပေါ့အကျိုးပြုခဲ့ခြင်းဆရာမသေးခင်မှာအကျိုးပြုခဲ့ခြင်းတာဆိုတာဘာလဲဆိုတော့အခါရောက်ပညာကိုလက်ဆင့်ကမ်းတယ်ဆရာပညာလက်ဆင့်ကမ်းတယ်မင်းတို့ကိုသင်ပေးတယ်အဲ့တိုင်းပဲမင်းတို့ကဘာဆရာတောင်းဆိုခြင်းတာတစ်ခုရှိတယ်ဘာတောင်းဆိုခြင်းလဲဆိုတော့အခါကျမင်းတို့တန်ရတန်ကြီးတောင်းမယ်ပတ်စံမဟုတ်ဘူးတန်ရတန်ကြီးရပါလေဆိုဆရာတင်ပေးတယ်လို့မင်းတို့ကလေအခြားတစ်ယောက်ကိုပြန်တင်ပေးပါအဲ့လေဆရာတောင်းဆိုကြတယ်ကြုံမတောင်းကြုံမပေးရမှာနော်ကြုံမပေးရမယ်တောင်းကြုံမပေးရမယ်အခါကြီးမင်းတို့ဘဝမှာကြုံမပေးရမယ်အခါကြီးပတ်စံတောင်းတာမဟုတ်ဘူးနော်ဆရာတောင်းတာမင်းတို့ဆရာတင်တယ်လို့အခြားတစ်ယောက်ကိုမင်းတို့ဘဝမှာကြုံခဲ့လို့ရှိရင်ပြန်တင်ပေးအဲ့ဒါဆရာတောင်းတဲ့အခါကြီးဟုတ်လားအဲ့လေးပြောချင်လို့ပါရပြီ